တော့အဘပြီးတော့ဗျခုနေ့ကကျွန်တော်ဗီဒီယိုပို့နေတယ်ပေါ့ဗီဒီယိုတော့ဘာသာဒီကိစ္စခိုင်းတယ်ကြပါရဲ့ကျွန်တော်ဒီကိစ္စဆော့ပြမယ်လို့စဉ်းစားနေပြီဆော့တော့ပြောပါတော့ကျွန်တော်အကိစ္စဆော့တာနေကြပါလေဒီလိုပြောပါပါအဘကျွန်တော်ဒီဆော့မယ်ကိန်းတွေတော့ဒီကိန်းတွေပါတော့တော့နှစ်ခုရတစ်ခုရပါဟုတ်ပြီကျွန်တော်ကတော့မဖြစ်ရဘူးဗျစပင်းဒီပဲကြည့်လိုက်ပါငါစပင်းတော့ဘာတော့ပြောပါဘော what the fuck ပြောပါဟာဘာကြီးရောပြီးတော့ဒီပြောပါရရှိမလားရပူရောရေးမလားနော်ဒီမှာရရှိပြီးသားဆိုတော့ရပူရောပဲရေးလိုက်တော့ရရှိရပူစီဝိုင်းခေါမိုးတီနေတယ်မသိရပါဘာရရှိရောကြောင့်ရရှိဟိုဘက်ဘောကဝင်ရမှာတော့ရပူလို့ကျွန်တော်ဒီဘက်ဘောကဝင်ရတာပေါ့ရောဒီခဏလေးဟိုဘက်ဘောကလည်းဝင်လို့ရမှာပေါ့နော်ဒီပါကွာဟုတ်ပြီကျွန်တော်ပုံမှန် site တော့ပြန်ပြောပါပြီwell to rear for 50 seconds okay အဲ့ဒါဆိုဘယ်လိုလဲဟိုဘက်ကျွန်တော် KA ရှောရလိုက်ပြီ KA ကျွန်တော်ဘယ်လိုလဲရှောရပြီဘယ်လိုလဲဖြစ်သွားပြီဘယ်လိုလဲဖြစ်သွားပြီခလေးလေးကိုကဲမလားတဲ့ဒါမို့ကူကီကိုကဲမလားတဲ့ထလေးဆိုတော့အမေကအသက်နဲ့ရေးပြီးမွေးပေးထားဖြစ်တဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ကူကီကြိုက်ပါလေကျွန်တော်ကူကီလေးပဲယူရပါတော့ဒါမမေးကြောင်ဆောင်နေမေးကြောင်ဆောင်နေခလေးကိုကဲလိုက်ရဝဟုတ်ပြီဆက်သွားမယ်ထိုးကြမယ်robot light down တဲ့လူတယောက်ကိုရေးမလား robot light down တဲ့9ယောက်ကိုရေးမလားကျွန်တော် robot ကအနိုင်ပါဆိုမှ9ယောက်ကြီးအောင်ဘယ်လိုပြီးနေမှာတော့တော်ပြီပေါ့တယောက်ဆိုဒီတယောက်ကအမှန်ကနေ light down နေတာစိတ်နေတယ်ဘာကစားမလားအာလူရောစားမလားအမကျော်ဘာကကြိုက်တယ်လေကျော်ဘာကပဲချဘာကပဲစားဒီကြောက်ကအမှန်ကန်လိုက်တောင်းနေရဆိုကြကြပါဦးဟေးရှူမလိုက်နဲ့ရှူမလိုက်နဲ့ရှူလိုက်နဲ့ဆဲရောကဲမလားတဲ့တကယ်ချင်းကဲမလားတဲ့တကယ်ချင်းဆိုတာကျွန်တော်ငယ်လေးကပေါင်းလာတကယ်ချင်းကောင်းနေရှိရတဲ့တကယ်ချင်းပဲကင်းမယ်ပေါ့နော်ဆဲပဲတော့ဖြစ်ချင်တာဖြစ်ကျွန်တော်နဲ့မစားရကျွန်တော်တကယ်ချင်းမဟုတ်ဆဲပဲโอเคကျွန်တော်တို့တကယ်ချင်းကိုကဲလိုက်ပါမယ်တော့ကောင်းနေမယ်မင်းကငါတကယ်နေသေးရငါလည်းနောက်ပြန်နေသွားမိနေပြီဒီကောင်မကွာတော်နောက်ကလိုက်တောင်းတာကခိုင်နာဘာကနေပြပေါက်လာဦးမယ်cheese burger စားမလားတဲ့ဒါမှမဟုတ် dimension နဲ့မှာပိတ်နေမလားအဲ့ dimension မှာပိတ်နေတော့တေးကြကျွန်တော်အဲ့ဒါရွှေနေကျွန်တော်ဘွားဘာသာဒီတော့ကျွန်တော် cheese burger ပဲစားပါမယ်โอเคဒီနေ့ဗီဒီယိုလေးတော့တော့ပါပဲဗျညစင်လာကြပြတွေ့မယ်နော် bye bye